はい、皆さんこんばんは。EPA ジャパニーオンラインクラマジョソバで、ဒီနေ့ကဆိုအဝမီကိုလေ့ကျင့်နေတာကမွန်တိုင်းနာနာကိုရောက်သွားပါပြီ။တော့မွန်တိုင်းနာနာကတော့ grammar တွေကိုမှဆိုတော့ reading ပုံစံမျိုးလေးပေးထားတယ်ပေါ့နော်။စာပိုက်ထဲမှာဒီ grammar ကိုပြန်ထည့်ရမယ့်ပုံစံလေးဖြစ်ပါတယ်။ Okay အဲ့ဒီမှာဆိုသတိထားရမယ့်အချက်လေးတွေကတော့ဆိုဒီကွက်လက်တစ်ခုတည်းကိုပဲတွားကြည့်ပြီးတော့ဖြေလို့မရပါဘူး။တော့အရှိစာကြောင်းနဲ့အနောက်စာကြောင်းရဲ့ဆက်ဆက်မှုကိုကြည့်ရပါမယ်နော်။တော့အရှိနဲ့အနောက်ရဲ့စာကြောင်းတွေကိုတွဲဖက်ပြီးဆက်ဆက်မှုကြည့်မယ်။ပြီးလို့ရှိရင်အဲ့ဒီမှာစာရေးသူရဲ့သဘောထားတွေကိုကြည့်မယ်ပေါ့နော်။စာရေးသူကဒီအရာပေါ်မှာကောင်းတယ်လို့ပြောနေရလားဆိုရလို့ပြောနေရလားသို့မဟုတ်အရင်ဒါကိုလက်ခံပြီးတော့မှနောက်ဘက်ကဒါပေမဲ့ဆိုပြီးတော့ကန့်ကွက်တာရှိလားပေါ့နော်ဒါတွေကိုသတိထားမယ်ပြီးလို့ရှိရင်နောက်စကားဆက်တွေကိုသတိထားပါမယ်ဒီမှာတို့တော်တို့ဒါပေမဲ့လို့ဆိုရင်ဒါဆန့်ကျင်ဘက်ကိုပြနေတာဖြစ်တယ်ဒါကြောင့်ဆိုတဲ့ဟာနဲ့ဆက်ထားမယ်ဆိုရင်တော့ဒါကြောင့်ဒါဖြစ်တယ်ဆိုတဲ့အကျိုးဆက်တွေကိုပြမယ်ဥပမာအားဖြင့်လို့ပေးထားမယ်ဆိုရင်အနောက်မှာဥမာပြရာကြီးလိုက်လိမ့်မယ်ဒါအပြည့်လို့ပြောထားမယ်ဆိုရင်တော့အနောက်မှာနောက်ထပ်အချက်လက်ထပ်ဖြည့်တာကြီးပါလိမ့်မယ်ပေါ့နော်โอเคဒါကြောင့်မလို့သူတို့ကဒီစာကြောင်းတွေကိုဒီစာပိုက်ထဲမှာ grammar ကိုဖြည့်တဲ့အခါမှာဆိုလို့ရှိရင်စာကြောင်းရှေ့အနောက်အကြောင်းတို့ကိုဖတ်ပြီးတော့မှဘာထည့်ရမလဲဆိုတာကိုသေချာလေးစဉ်းစားကြပါမယ်နော်โอเคဒါဆိုလို့ရှိရင်စတို့စားလိုက်ရအောင်နော်တော့ပထမဦးဆုံး41နေရာမှာထည့်မယ့်အရာလေးကဘာလေးဖြစ်မလဲဆိုတာကိုစာကြောင်းလေးကိုအရင်ဦးဆုံးဖတ်ကြည့်လိုက်ပါမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်စတို့ဒီနမ်မစကချီကစကုတို့နှစ်ကုံပိုင်းကနီးကပ်လာလို့ရှိရင်နီးကပ်လာတာနဲ့စရှင်းကျော်ဤခုဆိုတဲ့ online သင်ကြားရေးအဲ့ဒီမှာမှဒီ green လေးခတ်ထားတယ်ဆိုရင်တော့စကားအကြောင်းအရာတို့ခေါင်းစဉ်တို့ပါမယ်နော်ဒါဆိုရင်သူပြောချင်တာကဒီပန်းချီခိုးစာဆိုတဲ့လက်ရေးလာသင်တန်းပေါ့စလုံးရေးတဲ့ဒီလက်နဲ့ရေးတဲ့စလုံးလေးတို့လှလှလေးရေးတဲ့ဒီလက်ရေးလာသင်တန်းလေးရဲ့ခိုးကအိုခုနာတွေကြော်ညာတွေများလာပါတော့တယ်အဲ့တော့အချိန်ပါပြီအချိန်ကဘယ်ချိန်လဲနှစ်ကုံပန်းကြီးကလာလို့ရှိရင် online ကနေသင်ကြားရတဲ့လက်ရေးလာသင်တန်းကြော်ညာတွေများပြားလာတော့ပါတယ်တော့နမ်းမီအချီတို့ဆိုတော့တစ်နှစ်မှာတစ်ချိန်အဲ့တော့ဒီတစ်နှစ်မှာတစ်ချိန်ရှင်းနန်းတော့အိုင်ဆာစုဂရိုင်ဝနှစ်တစ်ကူလှုပ်ဆက်တဲ့စာလေးကိုတော့တဲ့ဂျီဟီစနောမိုဂျီတဲ့ခါခိုတိုယူရှောဟီရှာနောရှင်ရီယိုစွန်တဲ့အဲ့တော့ဒီကိုလက်ရေးလေးနဲ့ကိုပေါ့ကွယ်ဂျီဟီဆိုတာကကိုပန်ကိုလက်ရေးနဲ့ကိုရေးတဲ့စလုံးလေးတွေနဲ့ရေးမယ်ဆိုတဲ့ရှောဟီရှာဆိုတဲ့ဒီသုံးဆွဲတဲ့သူတွေပေါ့နော်ဒါကိုရေးမယ်သုံးဆွဲတဲ့သူတွေရှင်းရီဆိုတဲ့စိတ်နှလုံးကိုပို့ဆွေတဲ့ဆိုတာကနောင်ကိုစုခုဆိုတာဒီနေရာမှာအဲ့ဒီစိတ်ကိုပြစ်မှတ်ထားတာပေါ့နော်အဲ့တော့သူတို့ရဲ့ဒီလိုဖြစ်ချင်ကြတဲ့စိတ်ကိုပြစ်မှတ်ထားပြီးတော့ဒါကြော်ညာတွေလာကြတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒါကြောင့်မလို့ခိုနိုဂျီတီနီအဲ့ဒီအချိန်မှာအဲ့လိုအချိန်ကာလလေးမှာဂျီခိုစိတ်ဆိုတဲ့သင်္นานသားတွေကိုဘိုရှုစုရုနောတာခေါ်ခြင်းဖြစ်ပါတယ်တဲ့ခိုးခိုခုနီဝကြော်ညာမှာဆိုလို့ရှိရင်ဥစကုရှိမိုဂျီကိုခခဲတယ်ပလှပတဲ့စလုံးလေးတွေကိုရေးနိုင်မယ်ဆိုလို့ရှိရင်ခိုးအင်းရှောဆိုတာကခန်းစားချက်ကောင်းတယ်ပေါ့ကွာလက်ရေးလက်လေးတွေရေးနိုင်မယ်ဆိုလို့ရှိရင်ခန်းစားချက်ကောင်းတယ်လို့တို့အီတာဖရီစုကအိုတိုလို့ဆိုထားတဲ့ဖရီစုဆိုတာစာကြောင်းပေါ့နော်ဒီဟာလေးတွေကကခုံနေရဆိုတာပြောချင်တာစာတွေနဲ့ဝူးဝီးဆက်စားပါတယ်ပေါ့သူကြော်ညာစာမှာဆိုလို့ရှိရင်ပေါ့နော်စာကြောင်းလေးလှပွားရေးနိုင်လို့ရှိရင်တစ်ဖက်သူကကိုပေါ့နော်ယုံကြည်ချက်ပေါ့နော်ထင်မြင်ချက်တွေကောင်းတယ်လို့ဆိုတဲ့အဲ့လိုစာသားလေးတွေနဲ့လည်းပါပါတယ်တဲ့အဲ့တော့တေကာကီမိုချီကခိုင်တာဟီတိုနောအင်းရှောကိုစာယူစရုထိုယူနောဝခေကန်ဂျောဥနာစကေရခိုဒိုဒါတော့ဒီတေကာကီမိုချီဆိုတာလက်နဲ့ရေးတဲ့ဒီစလုံးလေးတွေကိုရေးခဲ့တဲ့လူကိုအင်းရှောကိုစာယူစရုထိုယူခိုဒိုဒါသူ့ပေါ်ခန်းစားချက်တွေကိုစာယူဆိုတာဘယ်ညာဆိုတာဒီနေရာမှာလွှမ်းမိုးနိုင်တာပေါ့နော်သူ့ကိုလွှမ်းမိုးနိုင်တယ်ထိန်းချုပ်နိုင်တယ်ဆိုတာဟာလည်းပဲထိုင်ခံကြောဆိုတာကဒီအတွေ့အကြုံပေါ့နော်ထိုင်ခံကြောဆိုတာဒီအတွေ့အကြုံတွေဟာဆိုလို့ရှိရင်လည်းဥနာစကဲရုခိုတိုဒါဆိုတာလက်ခံနိုင်စရာအတွေ့အကြုံတွေလည်းပဲများပါတယ်တဲ့ဒါဆိုရင်သူအရှိမပြောထားတဲ့ဟာတွေကလက်ရေးလာအကြောင်းเนาะစလုံးလေးတွေလှလှပရေးဖို့လက်ရေးလာအကြောင်းဒီစလုံးလေးတွေရေးနိုင်ဘလို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုသူပြောထားတယ်ကနောက်ထပ်ဝါကြမှာကကြတော့သူကမေကုံကွက်လက်လုပ်ထားတယ်ကွက်လက်လုပ်ထားပြီးနောက်တစ်ချောင်းမှာပြန်စတာကိုကြည့်မယ်သူ့နောက်မှာပြန်လာမယ့်ဟာကြတော့ထိုင်ပုနောမူကြီးဝဆိုပြီးတော့ပြောင်းသွားပြီစောနာကကြတော့ဒီမှာပေးထားတဲ့ဟာကတေခါကီမူကြီးလက်ရင်းနဲ့ရေးတဲ့စာနော်ပြီးတော့အနောက်တစ်ပိုင်းကကြတော့တိုင်ပင်တော်မူကြီးဝါဒါတွေကခိုင်တဲ့မို့အနာဂျီတာခါရတိုင်ပင်ရိုက်ပြီးရေးတဲ့ဟာဆိုလို့ရှိရင်တော့ဘသူကရေးဒီစလုံးဒီတိုင်းပဲထွက်တဲ့တူညီတဲ့ပုံစံဖြစ်တဲ့ကြောင့်
မေရူနောဘာဤမေပိုးတဲ့အခါမှာဆိုရင်ဟွန်တိုနီဆာရှိတာရှင်ငါခိုင်းတာမိုနိုခါမိုတကယ်ကိုပဲဒီပေးပိုးတဲ့သူကိုယ်တိုင်ကနော်သူဒီစာကိုသူတကယ်ရေးခဲ့တာလားဆိုတာနော်သူကိုယ်တိုင်ရေးတာလားတခြားသူရေးခိုင်းတာလားကော်ပီကူးထားတာလားစသဖြင့်ပေါ့နော်ဆိုတာကိုတဲ့ဂမ်မီစနီဝါဆိုတာကအတိအကျကြီးကတော့ဝါခါရနိုင်မသိနိုင်ဘူးအဲ့ဆိုကိုယ်တိုင်လည်းရင်းနေရေးထားတဲ့ဟာမဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါကြောင့်မလို့အာရတာမဲတဲ့ခံကရရုတို့တော့ထပ်ပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်နာကာနာကာအိုဆိုရိုရှိဟာနာစတာတော်တော်လေးကိုတော့ကြောက်ဖို့ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီဒါဆိုရင်အဲ့နှစ်ခုကြားထဲမှာထည့်ရမယ့်အဖြေကိုရှာကြဟုတ်ပြီအဲ့ဆိုရင်ထည့်ရမယ့်ဟာလေးတွေကိုတွားကြည့်ရအောင်နော်အဲ့တော့ grammar လေး၄ခုပေးထားတယ်ပထမတစ်ချက်ကဆိုရဲနိမိုခခဝါရာစုထို့တို့ဖြစ်ပါလျက်ထို့တို့ဖြစ်ပါတော့လေအဲ့တော့အရှိရအရာဘာဖြစ်တယ်ထို့တို့ဖြစ်ပါတော့လေအဲ့ဒါနဲ့မဆိုင်ပဲအနောက်ကမထင်မှတ်တဲ့စန့်ကျင်ဘက်လောက်ရက်ကိုလောက်တာဖြစ်ပါတယ်ဥပမာဆိုရင်အပြင်မှာမိုးတွေတဲထန်စွာရာနေတယ်ဆိုရဲနိမိုခခဝါရာစုထို့တို့ဖြစ်ပါလျက်လေသူဒီအပြင်ကိုထွက်သွားခဲ့တယ်ဆိုတဲ့မထင်မှတ်ထားတဲ့စန့်ကျင်ဘက်လောက်ရက်ကိုသုံးမှာဖြစ်တယ်နောက်နိဗ္ဗာန်ကဆိုရဲနနော်နိအဲ့ဒါတောင်မှတိုးတော်လဲဆိုပြီးတော့အရှိရအခြေအနေအရာမဖြစ်လာတဲ့ဒီမဖြစ်တဲ့ဟာတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါကကြတော့ဖြစ်တယ်ဆိုတဲ့ဟာနဲ့တော့ဥပမာဆိုရင်ကွာသူစာရီစူးစားပါတယ်ဆိုရဲနနော်နိတိုးတော်လဲဆောင်မွေးကြသွားတယ်အဲ့တော့အရှိရအခြေအနေနဲ့ဆက်ကြည့်မယ်ဆိုရင်မထင်မှတ်ထားတဲ့မဖြစ်တဲ့အကျိုးဆက်ဖြစ်သွားတယ်ဟုတ်ပြီနော်အရှိရလုံးမဲ့နောက်ကဖြစ်မယ်အဲ့တော့အဲ့နှစ်ခုအဲ့တော့ဒီမှာဆိုရင်တစ်ကလည်းမဟုတ်ဘူးနော်လှုပ်ဆောင်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးနှစ်ကလည်းအဲ့လိုမျိုးဖြစ်လာတယ်ဆိုတဲ့ဒီမထင်မှတ်ထားတဲ့ဖြစ်ရလည်းမဟုတ်ဘူးဒါဆိုရင်စမ်းမှန်ကိုကြည့်လိုက်မယ်ဆိုရင်ဆိုရနီခိခိခါရေးဆိုတော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပါပဲဆိုပြီးတော့သူကကွာခြားချက်နှစ်ခုနှိုင်းယှဉ်ပြီးတော့ပြောနေတာဖြစ်ပါတယ်အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့အရှိမဒီတေခါကိမူဂျီဆိုတဲ့စလုံးလေးတွေနောက်ကသူနဲ့ဆန့်ကျင်ဘက်နှိုင်းယှဉ်ထားတာကြတော့ထိုင်ပူနော်မူကြီးပေါ့နော်အဲ့တော့တိုင်ပင်ရိုက်တဲ့စလုံးလေးတွေနဲ့နှိုင်းယှဉ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဖြစ်တဲ့နာကတော့ဒီစမ်းဘန်ကတော့ကိုက်ညီမှုရှိတယ်နော်နောက်နံပါတ်၄ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုရနီမိုမိုက်စတဲကကြတော့အဲ့ဒါထက်ပိုပြီးတော့ကိုဆိုပြီးတော့အနောက်မှာပိုဖြစ်တယ်ဆိုတဲ့ဟာကိုပြောတော့တာဖြစ်ပါတယ်အဲ့တော့ဒါလည်းဘလို့မှမဖြစ်နိုင်ဘူးနော်အဲ့တော့ပုံမှန်ဆိုရင် तू ကအမြဲတမ်းသဘောကောင်းတဲ့သူဖြစ်တယ်ဆိုရင်ဒီမှာရှိတဲ့အဲ့ဒါထက်ပိုပြီးတော့ဒီနေ့ကတော့ပိုပြီးတော့သဘောကောင်းသေးတယ်ဥပမာဆိုရင်မနစ်ကပူတယ်ဆိုရင်ဒီမှာရှိတဲ့အဲ့ဒါထက်ပိုပြီးတော့ဒီနေ့ကပိုတော့ပူတယ်ဆက်သဖြင့်เนาะအဲ့လိုမျိုးပိုဖြစ်တဲ့ဟာကိုပြောမှာဒါဆိုရင်သူတို့ကိုက်ညီတဲ့အဖြေကစမ်းမှတ်မယ်ပေါ့အရှင်းမှာဒီလက်နဲ့ရေးတဲ့စာတွေဆိုလို့ရှိရင် तू ကပို့ပြီးတော့ခိုင်စိတ်ခံစားချက်မှုကောင်းတယ်ဆိုတဲ့ဟာအတွေ့အကြုံလေးလည်းရှိတယ်အများကလည်းလက်ခံထားကြတယ်အဲ့တော့အဲ့ဒီအရာနဲ့စန့်ကျင်ဘက်ဆိုတဲ့နိခိခါရေကတော့ထိုင်ပူနော်မိုကြီးတွေပေါ့เนาะတိုင်ပင်ရိုက်တဲ့ဟာတွေပေါ့ရောအဲ့ဒါနဲ့စန့်ကျင်ဘက်အဲ့တော့ဒီတိုင်ပင်ရိုက်ပြီးရေးတဲ့စာတွေဆိုရင်ဘယ်သူကပို့လို့ပုံမှန်တော့မသိရဘူးဆိုပြီးတော့ပြောထားတဲ့ပုံစံလေးเนาะဒါကြောင့်မလို့အဖြေဒီစမ်းပန်ဖြစ်အဲ့တော့နံပါတ်42အတွက်ဖြည့်ကြည့်ရအောင်အရှိမဆိုတော့ဒီဖန်ချီခိုးစာဆိုတဲ့ fountain နဲ့လေရေးလာရေးတဲ့ဟာเนาะဖန်ချီခိုးစာနီရှိတော့မှာပဲဖြစ်နောက်တစ်ခုကကြတော့ရှူးကြည့်ဖြောရှိစုကြတော့စုတ်တံပေါ့နော် fountain နဲ့လေရေးလာရေးတာပဲဖြစ်စုတ်တံနဲ့ရေးတဲ့လေရေးလာတင်တန်းမှာပဲဖြစ်ဒီရှောဘိုင်တိုစတဲ့နာရီတဆုတို့ရခေါ်တော့ရှောဘိုင်တိုစတဲ့နာရီတဆုဆိုတာကြတော့စီးပွားရေးတစ်ခုအနေနဲ့เนาะဒီလိုလေရေးလာရေးတယ်ဆိုတဲ့ဟာတွေကဘယ်လိုဟာမျိုးမှာပဲဖြစ်စီးပွားရေးတစ်ခုအနေနဲ့ရက်တီလာနိုင်တယ်ဆိုတာဟာဆိုရင်တေခါကီမိုကြီးနော်ဒီစလုံးရေးစာရီရဲ့เนาะစလုံးရေးလေ့ကျင့်တာတွေမှာဂျောတာဆိုနိုဆိုမိုဟီတိုကကျွမ်းကျင်ခြင်းနဲ့လို့ညွှန်လင့်ထားတဲ့လူတွေကစကူနာကူနိုင်တာတို့မနှဲပါဘူးအများကြီးရှိပါတယ်။ဒီအကြောင်းကိုကြည့်မယ်ဆိုရင်ဖောင်တိန်နဲ့တင်တန်းပဲဖြစ်ဖောင်တိန်နဲ့လေးလာတင်တန်းပဲဖြစ်စုပ်တန်နဲ့လေးလာတင်တန်းပဲဖြစ်ဒီတင်တန်းတွေဟာစီးပွားရေးတစ်ခုအနေနဲ့ရည်တည်လာနိုင်တယ်ဆိုတာဒီစာရေးတဲ့အခါမှာဒီစလုံးလေးတွေကိုကျွမ်းကျင်ခြင်းเนาะတော်ခြင်းနဲ့ဒီမျော်လင့်ချက်တွေရှိတဲ့လူတွေများတာကြောင့်ဖြစ်ပါလေ။စကုနာနဲတယ်အဲ့ဒါကိုစကုနာခုနိုင်တာလို့ဆိုတော့မနှဲပါဘူးအများကြီးရှိပါတယ်။ပြီးတော့မှအဲ့ဒီစာကြောင့်ပြီးတော့မှနောက်ဒုတိယစာကြောင့်အစမှာသူကကွက်လက်လုပ်ပေးလိုက်တယ်။ပြီးတော့အနောက်မှာသူပါပြောလဲဆိုတော့မိကြီးကျော်စေကစွတ်တယ်ဝတကယ်လက်တွေ့နေထိုင်မှုဘဝမှာဆိုလို့ရှိရင်ဟ
해다대 아루가 유엔이မကျွမ်းကျင်တဲ့အတွက်ကြောင့်မို့လို့เนาะညံ့တဲ့အတွက်ကြောင့်မို့လို့ထိုင်ပင်ကိုရီယိုစရူတိုယူကန်ဂျစ်စမိုအာရုတိုင်ပင်နဲ့ရိုက်ရတဲ့ဟာကိုပဲအသုံးပြုနေတယ်ဆိုတာကလည်းကန်ဂျစ်စမိုအာရုတကယ်လက်တွေ့အမှန်တရားပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီနှစ်ခုရဲ့ကြားထဲမှာဘာထည့်မလဲเนาะအဲ့ဒါလေးကိုစဉ်းစားကြည့်အောင်နံပါတ်1ရှိကရှိတိုးတော်လဲဆိုပြီးတော့ဆိုတော့ဒီစန့်ကျင်ဘက်ကိုဖော်ပြမယ်ပုံစံအရှိအနောက်စန့်ကျင်ဘက်ကိုဖော်ပြမယ်အဲ့တော့ဟိုအရှိမှာကြည့်လိုက်မယ်ဆိုရင်ဒီလေရင်လာလေးကျင်တာတွေဒီစီးပွားရေးတစ်ခုနဲ့ရက်တည်နိုင်တယ်ဆိုတာကဒါတွေကိုလေရင်လာတွေကိုကျွမ်းကျင်တဲ့ရေးကျင်တဲ့လူတွေများလို့ကြောင့်ဖြစ်တယ်တိုးတော်လဲတကယ်လက်တွေ့ဘဝမှာကြတော့လေရင်လာမှာညံ့တဲ့အတွက်ကြောင့်မို့လို့တိုင်ပင်ကိုပဲအသုံးပြုနေရတဲ့လူတွေရှိတယ်ဆိုတာဟာလည်းတကယ်လက်တွေ့အမှန်တရားပင်ဖြစ်ပါတယ်ဆိုပြီးတော့သူတို့ကဒီအရှိနဲ့နောက်ဆန့်ကျင်ဘက်ကိုဖော်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိကရှိပြီးစီနီယောမှုရှိပါတယ်အနောက်ကနံပါတ်2ကထားတော့ရဲ့ပါဥမာအားဖြင့်ဆိုပြီးသူကအနောက်မှာဥမာတွေပေးမှာဒီလိုတွေဖြစ်တယ်ဆိုပြီးအနောက်မှာဥမာနဲ့ဖော်ပြမှာဒီမှာကဥပမာဟုတ်လားမဟုတ်ဘူးဆန့်ကျင်ဘက်နှစ်ခုကိုဖော်ပြနေတာเนาะဆိုတော့နံပါတ်1မဟုတ်ဘူးနောက်တစ်ခုကတာရှိကနေတေချာတာပေါ့တေချာတာကတော့ဆိုပြီးတော့ဒီတစ်ဖက်ကပြောတာကိုလက်ခံပြီးတာရှိကနေတေချာတာကတော့ဒါဖြစ်မှာတေချာတယ်ဆိုတဲ့ပုံစံနဲ့လိုက်မှာပေါ့အဲ့တော့ဒါကလည်းဒီမှာဆက်ဆက်မှုရှိမနေဘူးနောက်ကိုတို့တဲ့စကားမဆက်ဆိုအနောက်ကဘာဖြစ်လဲဆိုခေါင်းစဉ်ပြောင်းသွားပြီသူပြောချင်တဲ့အကြောင်းညာမဟုတ်တော့ဘူးเนาะဒါပေမဲ့ဒီမှာကျတော့ခေါင်းစဉ်ပြောင်းတာလည်းမဟုတ်ဘူးသူကစန့်ကျင်ဘက်ကိုပြောတာเนาะဒီလေရင်လာရေးချင်တဲ့သူတွေများတယ်ဆိုတဲ့ဟာကိုမှစန့်ကျင်ဘက်တကယ်နေ့စဉ်ဘဝမှာကျတော့လေရင်လာညံ့လို့ဒီတိုင်ပင်ကိုပဲသုံးနေရတဲ့သူတွေရှိတယ်ဆိုတာကလည်းတကယ်လက်တွေ့အမှန်တရားပဲဖြစ်ပါတယ်ဆိုတော့အဖြေကအချီပန်ဖြစ်ပါတယ်โอเคနောက်တစ်ခုကတော့43နဲ့43A နဲ့ B နဲ့ပေါ့เนาะအဲ့ဒါမျိုးသွားပါမယ်အဲ့ဒီအတွက်ဆိုကြည့်လိုက်မယ်ဆိုရင်ဆိုးယူရှိရှာမို့အဲ့လိုပြောတဲ့စာရေးသူကလည်းပဲအဲ့လိုပြောတယ်ဆိုတာဆိုးယူဆိုပြီးဘာကိုထောက်တာလဲဆိုတော့သူ့ရဲ့အရှိမရှိတဲ့စာကြောင်းကိုပြန်ပြီးတော့ထောက်တာဖြစ်ပါတယ်အပေါ်မှာဆိုလို့ဒုတိယဝါကျမှာရှိနေတဲ့နေ့စဉ်ဘဝမှာဆိုရင်တော့စလုံးကြီးတာညံ့တဲ့အတွက်ကြောင့်မလို့တိုင်ပင်ကိုအသုံးပြုနေတယ်ဆိုတဲ့ဟာအဲ့တော့အဲ့လိုမျိုးတိုင်ပင်ကိုပဲအသုံးပြုရတဲ့ဟိရှာဟာလည်းပဲ日常の連絡するはနေ့စဉ်ဆက်သွယ်တဲ့するဆိုတဲ့ကရိယာเนาะနေ့စဉ်ဆက်သွယ်တဲ့ကရိယာမှာဆိုရင်နာနီတဲ့အာဒီဘာပဲဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်ပြီးတော့ဘာကိုလုံးတာကတော့A ပဲဖြစ်တယ်နောက်တစ်ခါမှကျတော့ B ကိုလုံးတာကတော့မဆေးကြီးခါတိုနီ一言二言書く時くらいだအဲ့တော့တစ်လုံးစာနှလုံးစာလောက်လေးပဲဖြစ်ပါတယ်ဆိုပြီးပြောသွားပြီဟုတ်ပြီအဲ့တော့ A မှာကဘာကိုရေးမှာလဲဆိုတော့အမြဲတမ်းလူတိုင်းလုပ်တဲ့အရာကိုရေးမှာဖြစ်ပြီးတော့ B ကကြတော့လူတိုင်းမလုပ်နိုင်တဲ့ဟာကိုရေးမှာပေါ့နော်အဲ့ဒါလို့ဆိုသွားကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့နံပါတ်1မှာဆိုရင် A မှာပေးထားတာကမေရူเนาะ3မှာဆိုလဲမေရူ2မှာဆိုရင်ကြတော့ပါစကွန်4မှာကြတော့စထားတာကကြတော့တဲကခီနဲ့စထားတယ်အဲ့တော့တေချာတာကတော့သူကလည်းလူတိုင်းလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နီဂျီကျော်တော့ရန်နာခုစုလူမှာဆိုလို့ရှိရင်တော့နေ့စဉ်ရန်နာခုလုပ်တဲ့ဟာကတော့တဲကခီနဲ့လုပ်မှာမဟုတ်ဘူးဒါကြောင့်မလို့တဲကခီထိတ်မှာပါနေတာကမှားသွားပြီဒါဆိုရင်ပြောချင်တာကအမြဲတမ်းလောက်တာတဲကားကြီးမဟုတ်ဘဲနဲ့ဒီမဆေးကြီးတွေပို့တဲ့အခါမှာပဲတစ်လုံးစာနှလုံးစာရေးတယ်ဆိုတာဒီဘာမှလဲတဲကားကြီးမှာပေါ့ဒါကြောင့်မလို့တဲကားကြီးဒီနေရာမှာရှိနေတဲ့ဟာကသာအဖြေဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေဒီဆမ်းမှန်ဖြစ်ပါတယ်နော်Aမှာကတော့အမြဲတမ်းကတော့သူကဒီမေးတူးနဲ့ပို့တယ်နော်ဒီတဲကားကြီးနဲ့ပို့တာကတော့မဆေးတွေမှာဆိုလို့ဒီလက်ဆောင်ကတ်တွေဘာတွေပို့တဲ့အခါမှာပဲရေးတယ်လုံးစာနှလုံးစာလောက်မှာပဲတဲကားကြီးနဲ့ရေးတာဖြစ်ပါတယ်ဆိုပြီးတော့အဖြေဒီဆမ်ပန်เนาะဖြစ်သွားပါမယ်ဆွမ်းနာအိုဒီအဲ့ဒီအချိန်မှာချီချင်းတော့ဖူဟိုးနီဆက်ရှိချီချင်းဆိုတာကဒီကိုယ့်ရဲ့အတိမိတ်ဆွေရဲ့ဖူဟိုးဆိုတာနာယီဖြစ်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အတိမိတ်ဆွေနာယီဖြစ်ပြီးတော့ဂေါခါဆုကူနီအတေတာဒီတေကာမီခါခီဟီဆိုယောနီဆယ်မာလာတဲ့တာအဲ့ဒီမိသားစုတွေကိုနာယီဖြစ်တဲ့တစ်ဖက်မိသားစုတွေကိုလိမ့်မှုပြီးတော့စာတေကာမီနဲ့စာရေးဖို့လိုအပ်ချက်ဖြစ်လာခဲ့တယ်တဲ့အဲ့ဒီအခါမှာတာတေကာခီကဖူဆာဝါရှိတိုဝါအမွိဆုဆု
တာတဲကာကီဆိုတာကထောင်းလိုက်ပေါ့နော်ဆိုဂျပန်ရိုးရာနေတိုင်းထောင်းလိုက်ရေးတာကတင့်တော်တယ်ဆိုတာကအမွှေးဆူတိပင်မဲ့လဲဆိုရင်သူ့ရဲ့နောက်ကဆန့်ကျင်ဘက်ဖြစ်ပြီနော်အဲ့လိုရေးရမယ်ဆိုတာကိုသိပြီမဲ့လဲခီဒိနီခါကူဂျီရှင်ကနာခတာနော်တဲ့သူကအဲ့ဒါကိုဒီလိုတဲ့ကာကီနဲ့လှလှပပလေးရေးဖို့ကိုယုံကြည်ချက်မရှိတဲ့အတွက်ကြောင့်မလို့ယခိုကာကီဆိုတဲ့အလျားလိုက်ရေးတဲ့ဟာကိုပဲတော့ယခိုကာကီနော်ဒါဘင်းဆန်းကိုပဲအရန်တာစာရေးတဲ့ပုံစံကိုပဲသူရွေးချယ်ခဲ့ပါတယ်ဆိုရနီမိုခါခါဝါဒါဆိုတာအဲ့လိုမျိုးဒီအလျားလိုက်ရေးတဲ့စာကိုပဲရွေးချယ်ခဲ့တော်လဲပဲမာစဂူနီဂျီကနာရာဘာစုတဲ့ဖြောင်လေးစလုံးကိုမရေးနိုင်ပဲနဲ့ခနာတိုခန်ဂျီနော့ဘာရန်စုကိုဂျောစုခုထိုရဲနိုင်တော့ဒီခနာတွေခန်းကြီးတွေရဲ့အရွယ်အစားဘဲလန်မျှတမှုကိုလောင်ပဲလေစွမ်းစမ်းကျင်နဲ့သူမထိန်ချုပ်နိုင်ခဲ့ပါဘူးတဲ့ချီခမို့တို့အပြင်အဲ့လိုတွေဖြစ်တဲ့ဖြစ်ထပ်ပြီးတော့ဆိုးတဲ့ဟာတွေတော့ plus ထပ်ပေါင်းပြီးပြောမှဖြစ်တယ်အရှိမလည်းသူအစင်မပြေတာတွေပြောသူချီခမို့ထို့အဖြစ်ဘာတွေမကောင်းသေးဘူးလေထပ်ပြောမယ်ဆိုရင်ဖူဒန်ယိုမဲတဲ့အီရူဟာဆုနော်ဒီရာဇရှိခန်းကြီးဆိုတာပုံမှန်ဆိုရင်သူဖတ်နိုင်တဲ့လွယ်ကူတဲ့ခန်းကြီးတွေတောင်းမှဆိုတာတောင်းမှဘာဖြစ်လဲမလုံနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်မှာပေါ့အဲ့ဆိုနံပါတ်၄မှာလိုက်ရမှာကလည်းအဲ့လိုဒီမကောင်းတဲ့အခြေအနေမျိုးကိုပဲဖော်ပြတဲ့စာသားပဲဖြစ်ရမယ်ဟုတ်ပြီဒါဆိုရင်တို့ကဒီ44မှာထည့်ရမယ့်ဟာလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ခါခဲ9ဝါခဲထား9ဝါခဲထားကြတော့မဖြစ်နိုင်တာမရေးနိုင်တာဟာတဘာဝကြပါတယ်ဒါကြောင့်ဒါဖြစ်တာမဆန်းပါဘူးဆိုတဲ့သဘောမျိုးဖြစ်သွားတယ်ဆိုတော့ဒီအချက်ကြီးကမှားနေတယ်နော်နောက်တစ်ခုကကြတော့အောက်ကဟာလေးကိုကြည့်မယ်ဆိုလို့ရှိရင်ခါခဲ9ဒေဝစမ9ဒေဝစမ9ကမလုတ်ပဲမနေနိုင်ဘူးပေါ့လူမှုရေးအရာဒါမှမဟုတ်လေတာဝန်ဝတ္တရားတွေကကြော်လွှားလို့မရပဲမလုတ်ပဲမနေနိုင်ဘူးလုံးရတယ်လုံးမိတယ်အဲ့လိုအခြေအနေမျိုးမှာသုံးတာဆိုတော့ဒါလည်းကိုက်ညီမှုမရှိဘူးဒါဆိုရင်နိဗ္ဗာန်ကြတော့ခါခဲ9မို့လို့တဲမို့9မို့လို့တဲမို့9ကြတော့မလုံနိုင်တာတော့မဟုတ်ပါဘူးမရေးနိုင်တာတော့မဟုတ်ပါဘူးဆိုတော့သူကဘာဖြစ်လဲဆိုရေးနိုင်တယ်ဆိုတဲ့ plus ဝါကြကြီးပြန်ဖြစ်သွားတယ်ဆိုတော့ဒါလည်းမဟုတ်ဘူးเนาะဒါဆိုရင်ဖြစ်နိုင်ရရှိတာကခါခဲ9ရှိမှစကအဲ့တော့မရေးနိုင်တဲ့အခြေအနေကိုရောက်သွားတယ်ဆိုတဲ့အခြေအနေနော်အဲ့တော့ပြန်ပြီးဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဖတ်တက်နဲ့ဖတ်နိုင်တဲ့လွယ်ကူတဲ့ခန်းကြီးတွေတောင်မှာပဲအဲ့ဒီနော်ဒီစာရေးတဲ့အခါမှာဆိုရင်မရေးနိုင်တော့တဲ့အခြေအနေကိုရောက်သွားပါတယ်တဲ့။ Okay ဒါဆိုရင်နောက်ဆုံးနံပါတ်45လေးပဲကြံတော့မယ်နော်။ကြည့်အောင်ဒီပါပြောထားလေ။ပတ်စုပ်ကွန်ရခဲတိုက်တယ်ဝဒီကွန်ပျူတာတွေဖုန်းတွေမှာဆိုလို့ရှိရင်ခဏစာရဲ့ neural ခုတက်ခိတယ်ပါခဏလေးသာရိုက်လိုက်မယ်ဆိုလို့ရှိရင်ခန်းကြီးနော်ခိုးကိုခန်းကြီးရဲ့ခိုးကိုကိုယ်စလဲလောင်ပြောချင်တာဒီခန်းကြီးကဟီယာခဏရေးလိုက်မယ်ဆိုလို့ရှိရင်ဘာခန်းကြီးယူမှာလို့မဟာနာရေးလိုက်မယ်ဆိုဟာနာကိုမှပန်းခန်းကြီးလားနှာခေါင်းခန်းကြီးလားဒါတွေကိုသူကကွက်လက်လုပ်မယ်ပေါ့ဆိုတော့နော်ပြောချင်တာကဖုန်းတွေကွန်ပျူတာတွေဆိုလို့ရှိရင်ခဏလေးသာရိုက်သွင်းလိုက်မယ်ဆိုရင်ခန်းကြီးကိုပြပေးမယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့ဒါလေးကိုသွားရှာကြည့်ရအောင်အဲ့တော့ဒီမှာကြည့်လိုက်တဲ့အခါမှာဆိုရင်အာခဲတဲ့အာခဲတို့ဆိုတာလှုပ်ပေးတယ်အာခဲတို့ဆိုတာပေးတယ်ဆိုတာကိုကပေးတာအဲ့တော့ဒီမှာပြောချင်တာကွန်ပျူတာတွေတယ်လီဖုန်းတွေကလှုပ်ပေးမှာဖြစ်တဲ့ကြောင့်ကိုကပေးတယ်ဆိုတဲ့အာခဲတို့နဲ့တွဲနေမှာပါတယ်နောက်နံပါတ်2ကကြတော့အာခဲတဲ့ဖို့ရှိဆိုတော့လှုပ်ပေးစီခြင်းပါတယ်ဆိုတဲ့ဆန္ဒဒီမှာကလှုပ်ပေးစီခြင်းနဲ့ဆိုတဲ့ဆန္ဒမဟုတ်ဘူးเนาะဖုန်းတွေကလှုပ်ပေးမယ်ဆိုတဲ့သဘောပဲဖြစ်မှာဒါကြောင့်မလို့အာခဲတဲ့မိုရာအေရုဖြစ်ပါတယ်เนาะဒီခဏလေးသာရိုက်လိုက်မယ်ဆိုလို့ရှိရင်ကွန်ပျူတာတွေဖုန်းတွေဒီခန်းကြီးကိုဖော်ပြပေးလိုက်မယ်ဆိုတဲ့အာခဲတဲ့မိုရာအေရုเนาะခန်းကြီးလှုပ်ပေးတာကိုရရှိနိုင်မယ်ဆိုတဲ့ဟာနောက်နံပါတ်4ကိုကြည့်လိုက်တဲ့အခါမှာကြတော့နံပါတ်4ကကြအာဂတဲမိုရာအေရုအာဂတဲဆိုတာကဂျီရိုရှိအနောက်ကမိုရာအေရုဆိုတာကလက်ခံရရှိတယ်ဆိုတဲ့တာရိုရှိအဲ့တော့ဂျီရိုရှိနဲ့တာရိုရှိနဲ့နှစ်ခုကိုပေါင်းထားတဲ့အတွက်ကြောင့်မလို့ဓာကြီးကလုံးဝမဖြစ်နိုင်ဘူးเนาะဒီရောမန်ကဝါကြပြီးမှားနေပါတယ်နောက်လုပ်ပေးစီခြင်းနဲ့ဆန္ဒလည်းဟုတ်တယ်မိပန်းလည်းမှားတယ်ကိုကပေးမှာမဟုတ်တဲ့ကြောင့်အချစ်တန်လည်းမှားပြီးတော့အဖြေကစမ်းမှန်ဖြစ်ပါတယ်အဲ့တော့မှပြန်ဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကွန်ပျူတာတွေဖုန်းတွေမှာခဏလေးကိုရိုက်သွင်းလိုက်မယ်ဆိုရင်ခန်းကြီးကိုရွေးချယ်ပေးတာကိုရရှိတယ်အဲ့တော့အလွယ်တကူခန်းကြီးကိုသိနိုင်တယ်ပေါ့နော်အဲ့နောက်မှာရှိကရှိတိုးတော်လဲပဲဘန်ရီနာခီနိုနီဆိုတာအစင်ပြေတဲ့ဆွမ်းဆောင်ရည်တွေကိုပဲတာယောတဲ့ခိတာပခါရီနီအားကိုးနေခဲ့တဲ့အတွက်ကြောင့်မလို့တေကာခိတဲ့ခါကိုဒီစာတဲ့ရောဒီလက်ရေးစာနဲ့ရေးတဲ့ချိကားသားတွေဟာဆိုလို့ရှိရင်ကြတော့အိုဒိုရိုရဲ့တဲ့အီဒိုနော်ဒါကြာစင်းနေတာဖြစ်ပါတယ်ဆိုပြီးဖြစ်သွားတယ်နော်အဲ့တော့နောက်ဆုံးထိရွေးချယ်ပြီးတော့ဖြစ်တဲ့ကြောင့်ကျန်တဲ့ဟာတွေကဆိုဖတ်စရာလည်းမလိုတော့သိစရာလည်းမလိုတော့เนาะအဓိကအဖြေကဘာထည့်ရမလဲဆိုတာသိရင်လို့ဒီဥစ္စာပြီးဆုံးသွားပါမယ်โอเคရမယ်လို့ထင်ပါတယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်